ပထမဆုံးမြို့ကတော့အမေရိကန်နိုင်ငံအလက်စကာပြည်နယ်ကဝူဒီယာမြို့ပါဒီမြို့မှာထူးခြားတာကမြို့ကန်လူဦးရေ2000ကျော်လုံးဟာ14ရက်ရှိတဲ့တိုက်ကြီးတစ်ခုထဲမှာပဲအတူနေရတာပါအဖေမှာရာသီဥတုကအရန်အေးပြီးလေပြင်းတွေတိုက်ခိုက်နေတဲ့အတွက်မြို့ကန်တွေဟာအစာအုပ်ထဲကထွက်เสียမလို့ပဲအလုပ်ကိစ္စအားလုံးကိုဒီထဲမှာပဲဖြည့်ရှင်းကြပါတယ်ဒီတိုက်ထဲမှာပဲရက်စကန်စားတိုင်းစေကန်ဈေးဆိုင်နဲ့ကျောင်းတွေရှိပါတယ်။ဒါကြောင့်သူတို့ကတော့တစ်မျိုးလုံးကမိသားစုကြီးတစ်ခုလိုပါပဲ။ကဲလက်စကာရဲ့အိတ်ခဲနေတဲ့တိုက်ကြီးတွေကနေနောက်ထပ်ထူးဆန်းတဲ့နေရာကဘာတစ်ခုစီကိုဆက်သွားလိုက်ရအောင်။အော်စတြေးလျတိုက်ရဲ့ပူကင်းလာတဲ့တဲခနေရထဲမှာကူဘာပတ်နီဆိုတဲ့မြို့တစ်မြို့ရှိနေပါတယ်။ဒီမြို့ဟာအဘအဖိုးတန်ပိုပယ်ကြောက်မြင့်ရဲနာ80ရာခိုင်နှုန်းကျော်ထရှိရာနေရာလေးဖြစ်ပါတယ်။လွန်ခဲ့တဲ့နှစ်ပေါင်း100ကျော်ကလေးကချောင်းမြတ်တူဖို့သူတွေဟာအပြင်က40ဒီဂရီဆဲလ်စီယပ်ကျော်တဲ့အပူဒဏ်ကိုမခံနိုင်လို့သူတို့တူရတဲ့မြေကြီးတွေထဲမှာပဲအိမ်ဆောက်ပြီးနေထိုင်ခဲ့ရကနေဒီမြို့ကြီးဖြစ်လာတာပါ။ဒီမြို့ဟာမြေပေါ်မှာဘာမှမရှိတလောက်ပါပဲမြေအုပ်ထဲမှာတော့ခင်မီရဲ့အိမ်တွေဟိုတယ်တွေစားတောက်ဆိုင်တွေနဲ့လှပတဲ့ဖះเจ้าတွေပါရှိနေပါတယ်အိမ်ရှင်မတွေကသူတို့အိမ်မှာအခန်းတစ်ခန်းထပ်တူးခြင်းရင်မြေကြီးကိုထပ်တူးတဲ့ရုံမှာပဲတူးရင်းနဲ့ကန်ကောင်းရင်တော့ဒေါ်လာတန်းချီတန်းနဲ့ဥပ္ပေကြောက်မြစ်တွေကိုတော့အိမ်နေရန်ကနေရရှိနိုင်ပါတယ်မြေအောက်အိမ်တွေဟာတဘာဝအတိုင်း4ပိစက်တက်ထားသလိုပဲအမြဲတမ်း24ဒီဂရီလောက်မှာပဲရှိနေပါတယ်။ဒါတွေမကသေးပါဘူး။ဒီမြို့မှာတစ်ပင်မပေါက်တဲ့အတွက်မြို့ကန်တွေဟာတန်တူတန်စားတွေနဲ့လှုပ်ထားတဲ့တန်တစ်ပင်တွေကိုစိုက်ထားကြပါတယ်။ရုပ်ရှင်ချစ်သူတွေအတွက်တော့ဒီမြို့ဟာမတ်မတ်လူကပပြက်ကရုပ်ရှင်တွေရိုက်ကူးခဲ့တဲ့နမကျော်နေရာတစ်ခုလည်းဖြစ်နေပါတယ်အခုတခါတော့နော်ဝေနိုင်ငံကလောင်ရီဘီယန်မြို့စီတွားလက်ကြည့်အောင်ဒီမြို့မှာ1950ခုနှစ်ကတည်းကထုတ်ထားတဲ့ထူးခြားတဲ့ဥပဒေတစ်ခုရှိပါတယ်အဲ့ဒါကတော့မြို့ထဲမှာတည်ဆုံးခွင့်မရှိရပါပဲကြားရစမ်းကြယ်ပေမဲ့အကြောင်းပြချက်ကတော့သိပ္ပံနည်းကြပါတယ်ဒီမှာကရာသီဥတုအရန်အေးလို့တဲ့အတွက်လူတွေအလောင်းတွေဟာမပုတ်သေးပဲနှစ်ပေါင်းများစွာရှိနေတတ်ပါတယ်1990ပြည့်နှစ်တွင်မှာသိပ္ပံပညာရှင်တွေကပြုတ်နှံထားတဲ့အလောင်းတွေကိုပြန်လည်ဆန်းစစ်တဲ့အခါလွန်ခဲ့တဲ့နှစ်ပေါင်း80ကျော်ကဖြစ်ပွားခဲ့တဲ့စပိန်တုပ်ကွေးဗိုင်းရပ်တွေကအေးခဲနေတဲ့အလောင်းတွေထဲမှာတွေ့ရှိခဲ့ရပါတယ်။ဒါကြောင့်ယောဂပိုးတွေပြန်လန့်မှာဆိုလို့လူထဲမှာမြုပ်နှံခွင့်လုံးဝပိတ်ထားတာပါ။တယောက်ယောက်နေမကောင်းဖြစ်လာရင်အခြားမြို့ကိုလေယာဉ်နဲ့ကြိုတင်ပို့ဆောင်ပေးရပါတယ်။တေခွင့်မရှိတာအပြင်ဒီမြို့မှာကြောင်မွေးခွင့်လည်းမရှိပါဘူး။ဘာလို့လဲဆိုတော့ဒေသခံခတ်တွေကိုကြောင်တွေကရန်ရှာမှဆိုလို့ပါဒါတည်းမကသေးပါဘူးမြို့ကင်ထွက်ရင်ဝဝင်ထူအန်ရရှိရဲ့အတွက်မြို့ခိုင်တွေဟာတနက်ကိုစီဆောင်နာကြရပါတယ်အေးဆုံးနဲ့အထူးဆန်းဆုံးဥပဒေတွေရှိရဲ့မြို့လိုတောင်ပြောလို့ရပါတယ်
ဂျပန်နိုင်ငံမှာရှိတဲ့မီယာခီဂျီမာကျွန်းကတော့ကြည့်လိုက်ရင်ရုပ်ရှင်တွေကကမ္ဘာပြက်ကမြင်ကွင်းတစ်ခုလိုပါပဲဒီကျွန်းမှာတက်ဝင်လှူရှားနေတဲ့အိုယာမမိတောင်ရှိပြီးလေထဲမှာဆာရာဖာဒိုက်အောက်ဆိုက်အစိတ်မှုတွေအချိန်မီဖတ်လာနိုင်ပါတယ်ဒါကြောင့်မြို့ခံအားလုံးဟာအပြင်ထွက်ရင် gas mask တွေကိုအမြဲတမ်းလွှဲထားကြရပါတယ်2000ပြည့်နှစ်မှာမိတောင်ပေါက်ကွဲမှုခင်းခံခဲ့လို့တကြိုးလုံးကလူတွေကိုအတင်းအဓမ္မရှေ့ပြောင်းခိုင်းခဲ့ရပါတယ်9နှစ်အကြာမှာတော့မြို့ကန်တွေဟာသူတို့နေရက်ကိုပြန်ကျင်လို့အန်ဒီရဲ့ကြားကပြန်လာနေထိုင်ခဲ့ကြပါတယ်အခုဆိုရင်လေထဲမှာအစိတ်မွေတိုင်းလာတဲ့စနစ်တွေတက်ထားပြီးအန်ဒီရဲ့ရှိရဲ့အဆင့်ရောက်တာနဲ့မြို့တစ်မြို့လုံးမှာတတိပေးတန်တွေစူညံသွားကလူတိုင်းနေနဲ့ဖုံးချက်ချင်းတက်ရပါတယ်အန်ဝစရာကောင်းတာကဒီလိုအန်ဒီရဲ့ကြားကပဲကဘာလက်ခီးတယ်တွေဟာ gas mask တွေကိုတက်ပြီးဒီကျုံးမကိုလာရောက်လဲပဲကြပါတယ်ခီးတယ်တွေအတွက်လဲ gas mask တွေကိုစိတ်ကန်းနဲ့ဆိုင်တွေမှာရောင်းချပေးကြပါတယ်လူသားတွေဟာသူတို့ချစ်တဲ့နေရဲ့အတွက်ဘလောက်အထိအနေရကိုရင်ဆိုင်ရဲတယ်လဲဆိုတာဒီမျိုးကတက်တည်ပြနေပါတယ်ဗီဒီယိုရဲ့နောက်ဆုံးမှာတော့ဂျပန်နိုင်ငံကထူးခြားဆန်းပြပြီးနည်းနည်းတော့စက်သိန်းခကြစရာကောင်းတဲ့နာဂိုရူဆိုတဲ့ရွာလေးစီကိုခေါ်သွားခြင်းပါတယ်ဒီရွာလေးကိုရောက်သွားရင်လမ်းဘေးမှာထိုင်နေတဲ့သူတွေလေထဲမှာအလုံးလုံးနေတဲ့သူတွေနဲ့ကျောင်းထဲမှာစာသင်နေတဲ့ကလေးတွေကိုအဝေးကနေလှမ်းမြင်ရပါလိမ့်မယ်ဒါပေမဲ့အနားကိုကတ်ကြည့်လိုက်တဲ့အခါမှာတော့သူတို့အားလုံးကတပ်မဲ့အယုတ်ကြီးတွေဖြစ်နေရဘူးတွေ့ရမှာပါဒီရွာမှာတကယ်လူဦးရေက30ဝန်းကျင်ပဲရှိတော့ပေမဲ့လူရွယ်စားရှိရဲ့အယုတ်ပေါင်းကတော့400ကျော်ရှိနေပါတယ်။ဘာကြောင့်ဒီလိုလုပ်ထားတာလဲ။ဒါဟာစုကီမီအာယာနိုဆိုတဲ့အမျိုးသမီးကြီးရဲ့ရန်စွမှုတွေကြောင့်ပါ။သူဟာရွာကနေတခြားမြို့ကိုပြောင်းသွားတဲ့သူတွေရဲ့ကွယ်လွန်သွားတဲ့ရွာသားတွေကိုရန်စွတဲ့အနေနဲ့သူတို့နဲ့တူတဲ့အယုတ်တွေကိုတယုံချင်းစီလက်ဖြစ်လိုက်လုပ်ခဲ့တာဖြစ်ပါတယ်အယုတ်တွေကိုသူတို့တကယ်ရှိခဲ့စဉ်ကနေရာတွေမှာပဲထားရှိပေးရတာပါဥပမာခလေးမရှိတော့လို့ပိတ်လိုက်ရတဲ့ကျောင်းထဲမှာဆိုရင်လေကျောင်းသားအယုတ်လေးတွေနဲ့ဆရာမအယုတ်တွေကိုစာသင်ခန်းထဲမှာပဲနေရာချထားပေးပါတယ်ကားမှတ်ကိုင်မှာကားဆောင်နေရဲ့အယုတ်တွေမျက်နှာမှာငားများနေတဲ့အယုတ်တွေဟာအဝေးကကြည့်ရင်ဒီရွာလေးကအရင်လိုစီကားနေတော့ပဲလို့ထင်ရစေပါတယ်တချို့ကတော့ဒီမြင်ကွင်းကိုကြည့်ပြီးကြောက်စရာကောင်းတယ်လို့ထင်ကြပေမဲ့တကယ်တော့ဒါဟာလူသားတယောက်ရဲ့တန်ရိုးစင်နဲ့အမှတ်တရတွေကိုထိမ့်သိမ်းထားတဲ့နီလန်တစ်ခုပါပဲလူထက်အယုတ်က10စားကျော်ပိုများနေတဲ့ဒီရွာလေးဟာကမ္ဘာအထူးဆန်းဆုံးရွာတွေထဲကတစ်ခုဖြစ်စိတ်ဝင်နေပါတယ်ကဲဒီမြို့တွေထဲမှာတင်ရောဘယ်မြို့ကိုတွားနေကြည့်ရှင်လဲမြေအောင်မြို့မှာလားဒါမှမဟုတ်တိုက်တလုံးထဲမှာလားကိုမန်းမှာရေးခဲ့ပြပါအောင်နော်ဒီလိုစိတ်ဝင်စားစရာကောင်းတဲ့အကြောင်းအရာတွေကိုအမြဲကြည့်ရင်တော့ကျွန်တော်တို့ရဲ့ channel ကို like and subscribe လုပ်ထားဖို့မမေ့နဲ့အောင်နော်နောက်ထပ်ဗီဒီယိုတွေမှာပြန်တွေ့ကြပါမယ်အားလုံးပဲတာယာလှပတဲ့နေ့လေးဖြစ်ပါစေ